ဟယ်လိုဒီနေ့ကတော့အာဟာရလည်းရှိတယ်လောက်ရတာလည်းလွယ်တယ်ပဲနဲ့ဝက်ရိုးနဲ့ပြုတ်ပြမှာပါအရင်ဆုံးတညစိန်ထားတဲ့ပဲနဲ့ဝက်အရိုးတီးတန့်ကိုရေထဲထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးတာနဲ့စားတစွန်းထည့်တယ်ပေါ့နော်စားတစွန်းထည့်တယ်စားထည့်ပြီးလို့ရှိရင်ငပိနည်းနည်းထည့်တယ်ငပိထည့်ပြီးတာနဲ့စနွင်းမုံထည့်တယ်စနွင်းမုံထည့်ပြီးလို့ရှိရင်အဲ့ဟာတွေအကုန်လုံးရောသမမှွေတယ်လုံးဝထပ်နေကြမလို့တော့ပေါ့နော်ပြုတ်ထားလိုက်တယ်ပြုတ်ပြီးတော့အမြုပ်တွေထားတယ်နော်အဲ့အမြုပ်တွေမသွန်ပြစ်ဘူးဘာလို့ဆိုတော့သူ့မှာလည်းအာဟာရနည်းနည်းရှိတယ်တချို့ကသွန်ပြစ်တယ်ပေါ့နော်မသွန်ပြစ်ဘူးရေပဲထပ်ထည့်ပေးတယ်လုံးဝလည်းမမွေပေးပါဘူးမှွေလို့ရှိရင်ပဲကတောက်ဆက်ဆက်ကြီးနဲ့မနူးပါဘူးအရသာလည်းမရှိသွားတဲ့အတွက်ကြောင့်ပါရေခမ်းရင်ရေထက်ရေပဲတောက်လျှောက်ထည့်ပေးနေဘာမှလုံးစရာမလိုလုံးဝနူးဤသွားပြီဆိုရင်ကြက်ဥကိုထည့်တယ်ပြီးရင်ကြက်သွန်ဖြူကိုအယောင်တင်မှုန့်ရယ်ဆနွင်းမှုန့်ရယ်စီတက်ထားတာလေးကိုထည့်လိုက်ပါတယ်ပြီးရနဲ့အသားမှုန့်တစ်စုံထည့်လိုက်တယ်ပဲကလုံးဝဝက်ရိုးတွေဆိုလို့ရှိရင်လေနူးပြီးတော့လေအယိုးတသက်အသားတသက်ပေါ့နော်ဖြစ်တဲ့အထိကိုပြုတ်လိုက်တာပါပဲဆိုလဲကြည်မွနေတဲ့အထိပြုတ်လိုက်တယ်ပြီးတော့တော်စားလို့ကောင်းတယ်အာဟာရလည်းပြည့်တယ်လှုပ်ရတာလည်းလွယ်တယ်ဘာမှလှုပ်เสียရမလို့ရေခမ်းရင်ရေပဲတောက်လျှောက်ထက်ပေးနေပြီးတော့လုံးဝနူးရတယ်အနည်းဆုံးတော့အဲ့ဒါပြုတ်တာ2နာရီ3နာရီလောက်တော့ကြာတယ်ပေါ့နော်3နာရီလောက်ကြာတော့နောက်ပိတ်ဆုံးတော့အာဟာရလည်းရှိတယ်အားလည်းရှိတယ်ဝက်ရိုးစွပ်ပြုတ်လေးရပါပြီစားကြပါအောင်ရှင်